တခါကစိမ့်လန်းဆိုပြတဲ့တောအုပ်ကြီးထားမှာမိုမိုလို့ခေါ်ရဲ့မြောက်ကလေးတစ်ကောင်ရှိပါတယ်။သူဟာအမဲရောင်အမွှေးနုလေးတွေတောက်ပတဲ့မျက်လုံးလေးတွေနဲ့တစ်ပင်ကနေတပင်ကိုကူးလူးပြန်တန်းနိုင်တဲ့အမီးရှည်ကြီးကိုပိုင်ဆိုင်ထားသူပါ။ဒါပေမဲ့မိုမိုမှာပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့သူဟာသူ့ကိုယ်သူဘယ်တော့မှအားမရတာပါပဲ။တခြားတရင်ဆန်တွေကိုကြီးပြီးသူတို့လိုပဲဖြစ်ချင်နေမိပါတယ်။ဒီနေ့မှာမိုမိုဟာကပြနေတဲ့ဒေါင်းပြိုလေးတစ်ကောင်ကိုမြင်သွားပါတယ်။ဒေါင်းလေးရဲ့လှပတဲ့အမီးတောင်တွေကိုတခြားတရင်ဆန်တွေကဝိုင်းချီကျူးနေကြတာကိုမြင်တော့မိုမိုကငါလဲဒေါင်းလိုကပြနိုင်ရင်အားလုံးကငါ့ကိုချစ်ကြမှာပဲလို့တွေးပြီးဒေါင်းလိုမျိုးလိုက်ကပါတယ်။ဒါပေမဲ့သူဟာရေစရာကောင်းတဲ့အမူအရာတွေသာဖြစ်သွားပြီးတခြားတရိတ်ဆန်တွေရဲ့လောင်ပြောင်ခြင်းကိုခံလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့စင်ကြီးကနှမောင်းနဲ့ရေမှုန့်ထုတ်ပြီးကလေးတွေကိုစော့ကစားပေးနေတာကိုတွေ့ပြန်ပါတယ်။မိုမိုဟာဝါလုံးခေါင်းကိုနှာခေါင်းမှာတက်ပြီးစင်လိုမျိုးရေမှုန့်ဖို့ကြိုးစားပေမဲ့ရေတွေနှာခေါင်းထဲဝင်ပြီးနာရီပေါင်းများစွာရေမှုန့်ကြရပါတယ်။ဒီလိုနဲ့မိုမိုဟာကျင်းညီနောင်လိုတချင်းဆိုဖို့ကြိုးစားတယ်။ယုံလိုခုံဖို့ကြိုးစားတယ်။မွေလိုတွားဖို့ကြိုးစားခဲ့ပါတယ်။သူညာနောက်ကိုလိုက်လို့တိုင်းသူဟာအမြဲတမ်းအရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့မိုမိုဟာစိတ်အားငယ်ပြီးဘသူနဲ့မှမတွေ့ပဲတစ်ပင်ထက်မှာတယောက်တည်းဝမ်းနဲ့စွာထိုင်နေပါတော့တယ်။အဲ့ဒီအချိန်မှာပညာရှိဇီးကွက်အဖိုးကမိုမိုအနားကိုရောက်လာပြီးဘာလို့ဝမ်းနဲ့နေတာလဲကောင်လေးလို့မေးပါတယ်။မိုမိုကငိုယိုပြီးကျွန်တော်ကဘာမှအတုံးမကျလဲမြောက်တကောင်မှာအဖိုးရဒေါင်းလိုလည်းမကတ်တတ်ဘူးစင်လိုလည်းရေမမှုတ်တတ်ဘူးလို့ဖြေပါတယ်။ဇီးကွက်အဖိုးကပြုံးပြီးမေးလေမဲကိုဖိအောင်ရောကြိုးစားဘူးလားလို့ပြန်မေးပါတယ်။နောက်တနေ့မနက်မှာဇီးကွက်အဖိုးကမိုမိုကိုတောထဲကခြုံပုတ်တစ်ခုစီခေါ်သွားပါတယ်။အဲ့ဒီမှာတမင်လေးတစ်ကောင်ဟာစူးချုံနေကြတဲ့ညက်ပြီးအကူညီတောင်းနေတာကိုတွေးလိုက်ရပါတယ်။ဒေါင်းကကူညီနိုင်မလား။မိုမိုကမကူညီနိုင်ဘူးသူကပဲကတ်တတ်တာလို့ဖြေပါတယ်။စင်ကြီးရောသူကအရန်ကြီးတော့ခြုံထဲမလို့မရဘူး။ကြီးညီနောင်ရောသူကအရန်သေးတော့တမင်ကိုဆွဲထုတ်ဖို့အားမရှိဘူး။အဲ့ဒီအခါဇီးကွက်အဖိုးကဒါဆိုဘသူကူညီနိုင်မလဲလို့မေးလိုက်တဲ့အခါမိုမိုဟာချက်ချင်းပဲသဘောပေါက်သွားပါတယ်။မိုမိုဟာတစ်ပင်တက်နိုင်တယ်ကိုခန္ဓာကလည်းတွတ်လက်ပြီးလက်ချောင်းလေးတွေကလည်းလိမာပါနှက်ပါတယ်။မိုမိုဟာချက်ချင်းပဲခြုံပုတ်ထဲကိုခုံဝင်ပြီးတမင်လေးရဲ့ခြေထောက်မှာညှိနေတဲ့နွယ်ပင်တွေကိုဖြုတ်ပေးလိုက်ပါတယ်။မိနစ်ပိုင်းအတွင်းမှာပဲတမင်လေးလွတ်မောင်သွားပါတယ်။ကျေးဇူးတင်လိုက်တာမိုမိုမင်းတယောက်ပဲငါ့ကိုကယ်နိုင်တာပါလို့တမင်လေးကပြောပါတယ်။အဲ့ဒီအချိန်ကစပြီးမိုမိုဟာသူ့ရဲ့မြောက်စွမ်းရည်ကိုတုံပြီးတစ်ပင်ပေါ်ကပြုတ်ကျတဲ့ငှက်ပေါက်လေးတွေကိုကယ်ပေးတယ်။လက်လန်းမမီတဲ့တစ်သီးတွေကိုခူးပေးတယ်။ကြောက်ဆောင်ကြတဲ့ညက်နေတဲ့ကြွက်ကလေးတွေကိုကူညီပေးပါတယ်။တညနေမှာတရိတ်ဆန်အားလုံးစုဝေးပြီးမိုမိုကိုကျေးဇူးတင်စကားပြောကြပါတယ်။ဒေါင်းကငါလိုကပြစရာမလိုပါဘူး။မင်းဟာမင်းဖြစ်နေတာကအကောင်းဆုံးပဲလို့ပြောပါတယ်။စင်ကြီးကလည်းငါရေမုံနိုင်ပေမဲ့မင်းလိုတစ်ပြင်းမတတ်နိုင်ဘူး။မင်းဟာကိုနီးကိုဟန်နဲ့ကိုထူးခြားကြပါလို့အားပေးပါတယ်။ဇီးကွက်အဖိုးကမိုမိုရဲ့အနားမှာကပ်ပြီးပြောလိုက်ပါတယ်။အခုနားလေပြီလားကောင်းလေး။လူတိုင်းမှာကိုယ်ပိုင်စွမ်းဆောင်ရည်တွေရှိကြတယ်။သူများနောက်ကိုလိုက်လုံနေရင်မင်းရဲ့အဖိုးတန်တဲ့အရေးချင်းတွေအလကားထိကုန်လိမ့်မယ်။ဒီနေ့ကစပြီးမိုမိုဟာသူတစ်ပါးကိုအတုမခိုးတော့ပါဘူး။သူဟာမြောက်တကောင်ဖြစ်လာတာကိုဂုံယူပြီးသူ့ရဲ့အရေးချင်းတွေနဲ့တောအုပ်ကြီးကိုပိုမိုလှပအောင်ကူညီပေးပါတော့တယ်။လောကကြီးကအတူအပတ်တွေကိုမလိုအပ်ပါဘူး။လောကကြီးလိုအပ်တာဟာမူရင်းအတိုင်းရှိနေတဲ့အသင့်ကိုပဲဖြစ်ပါတယ်။သင်ရဲ့အရေးချင်းတွေသင်ရဲ့စိတ်နှလုံးသားတွေဟာသင်ကိုယ်ပိုင်ဖြစ်လို့အဖိုးတန်ပါတယ်။သူတစ်ပါးလိုဖြစ်အောင်ကြိုးစားပြီးအချိန်မဖြုံးပါနဲ့။ကိုဂုံယူပြီးကိုယ့်ရဲ့စွမ်းဆောင်ရည်တွေနဲ့ကဘာကြီးကိုပိုကောင်းအောင်ဖန်တီးလိုက်ပါ